တို့ဒီရင်ထဲမှာအချိန်ရှိတိုင်းမို့တတိယကမျောနေမိတာမင်းမျိုးကိုခေါ်လာရမလားကိုမျိုးကိုမင်းမဲလာမလားခုတော့ရွေးစေခြင်းနဲ့မင်းရဲ့မင်းရှိရာခေါ်လာရမလားကိုရှိရာမင်းမဲလာမလားလွန်လို့ယူတော့မယ်ခွေမချင်မပဲနဲ့နှလုံး